Hello အားလုံးပဲမင်္ဂလာပါကျူဆိုရာ Tarot page လေးရနေပြီးတော့ပြန်ပြီးတော့ကျူဆိုလိုက်ပါတယ်ရှင်เนาะကျူဆိုရာ Tarot channel လေးကျူဆိုရာ Tarot channel လေးရနေပြီးတော့ပြန်လေးကျူဆိုလိုက်ပါတယ်ဒီနေ့ဟောပေးမယ်ပေါ့เนาะကျူဆိုရာရဲ့Tarot reading လေးကတော့ Tarot reading လေးကတော့ဘာလဲဆိုတော့ကိုတဲ့เนาะမနာလိုတဲ့သူကိုမချစ်မနှစ်တတ်တဲ့ပေါ့ပြောချင်တာကိုနောက်ွယ်ရနေကိုမသိတဲ့အချိန်မှာပေါ့เนาะသူကမနာလိုမှုတွေကြုံရတတ်တယ်ပေါ့အဲ့တော့ဒီနေ့ကြည့်ပေးမယ့်ဥစ္စာကလက်ရှိပေါ့နော်ကိုမနာလိုနေတဲ့သူကိုမှရှိနေလားเนาะကိုမနာလိုကိုမှမနာလိုဖြစ်နေတဲ့သူတွေကိုမှရှိနေလားโอเคเนาะကိုမနာလိုတဲ့သူတွေရှိနေလားဆိုတော့ပိုင်းလေးတွေကိုရွှေသွားပြမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ပိုင်းလေးတွေကလည်းအခုပေါ့နော်ရွှေခိုင်းမဲ့ဟာတွေကလည်းထုံးစံအတိုင်းပဲပိုင်း1ပိုင်း2ပိုင်း3ဆိုပြီးတော့ပိုင်းလေး3ခုရှိမယ်အဲ့ဒီပိုင်းလေးတွေကနေပြီးတော့ကိုကြိုက်နှစ်သက်တဲ့ပိုင်းလေးတစ်ခုကိုရွေးချယ်ပေးပါပေါ့နော် Okay အဲ့ပိုင်းလေး3ခုကိုရွေးခိုင်းပါပေါ့နော်အဲ့ပိုင်းလေး3ခုကိုကိုကြိုက်နှစ်သက်တဲ့အရာလေးတွေရွေးပေးမှာဖြစ်ပါတယ်ကိုကြိုက်နှစ်သက်တဲ့အရာလေးပိုင်းတစ်ခုပေါ့နော်ကဲအခုပေါ့နော် pi 1 pi 2 pi 3 pi 1 pi 2 pi 3ကိုရွေးပြီးသွားပြီလို့လေထင်တယ်ပေါ့နော်ဒါကြောင့်မလို့ကက်ကလေးတွေရဲ့အဖြေလေးတွေကိုကြည့်ကြမယ်အခု pi 1လေးတွေအကြောင်းစပြီးတော့ကြည့်ကြမယ်ပေါ့နော် Okay ဟုတ်ပြီ pi 1လေးတွေပေါ့နော် pi 1လေးတွေမှာကိုယ်မနာလိုတဲ့သူရှိနေလားဆိုရှိတာပေါ့ pi 1လေးတွေကိုမနာလိုတဲ့သူရှိနေတယ်ဘာဖြစ်လို့မနာလိုတာလဲဆိုတော့ပေါ့နော်ကိုကတဲ့အလုံးမှာပဲဖြစ်ဖြစ်တငယ်ချင်းတွေ friendship ပိုင်းမှာပဲဖြစ်ဖြစ်တငယ်ချင်းတွေကြားမှာပေါ့နော်လူအများကြားမှာဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့ချစ်သူကြီးစားပေါ့နော်အခြေရေးပိုင်းဆိုင်ရာတွေမှာဆိုလို့ရှင်လေတဲ့ကိုကလူချစ်လူခင်ပေါ်တယ်ပြီးတော့လို့ရှင်ကံကောင်းတယ်ပေါ့နော်တစ်ဖက်ကလူတွေရဲ့ပေါ့နော်ဟဲတငယ်ချင်းဆိုတော့အရာအားလုံးရဲ့လူတိုင်းရဲ့ sorry ပါလူတိုင်းရဲ့အဲ့လိုမျိုးပေါ့လူတိုင်းရဲ့အလေးပေးခြင်းလူတိုင်းရဲ့ချစ်ချင်းကိုခံနေရတယ်ဒါကြောင့်မလို့ပေါ့နော်သူတို့ကပေါ့နော်ကိုမနာလိုကြတယ်တဲ့ကိုဘေးနာလူတော်တော်များပေါ့နော်သူကအလကားနေသူ့ပဲလူတွေကပိုပြီးခင်နေကြပဲလူတွေရဲ့ attention ကိုအရန်ရအောင်ရှာတာပဲအရန်ရအောင်ယူတာပဲဆိုလို့ပေါ့နော်တချို့တွေဆိုလို့ရှိရင်အဲ့လိုမနောက်ကွယ်ရနေအောင်ပြောကြတယ်ပေါ့နော်ပြီးတော့ကိုကဘယ်လိုမျိုးအပြုတ်မှုတွေရှိလဲဆိုကိုကအရန်ကိုလေတန်ပြန်လေးနဲ့ပေါ့နော်ကိုကလည်းကို smart ဖြစ်အောင်နေတတ်တဲ့လူတွေမှာပါတယ်ကိုကကို smart ဖြစ်အောင်နေတယ်ပေါ့နော်ဘလို့စိတ်ညစ်စရာတွေပဲရှိစိတ်မကောင်းဖြစ်စရာတွေပဲရှိဘလို့အခြေအနေမျိုးဘလို့အရာမျိုးပဲရှိနေကိုကကိုတန်ပြန်လေးတခက်လေး style ကြလေး smart ကြလေးနေတဲ့အထဲမှာပါတယ်ဒါကြောင့်မလို့ပေါ့နော်လူတွေကိုတွားလိုက်လို့ရှိရင်ကိုကအရန်ကိုထင်ပေါ်နေတယ်ထင်ပေါ်နေတယ်ပေါ့နော်တခုလူတယောက်ကကြည့်လိုက်ပြီးဆိုတော့ဟိုကောင်မလေးဒီကောင်လေးဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးလူထဲကိုတွားလိုက်တယ်နဲ့ကိုကထင်းပြီးလေးပြီးတော့အဲ့လိုမျိုးဖြစ်နေတဲ့သူမျိုးပေါ့နော်အဲ့ဒါကြောင့်မလို့တဲ့လူတော်များရဲ့ပေါ့နော်မနာလို့ဖြစ်ချင်းကိုခံရတယ်ပြီးတော့တဲ့ဘလောက်စိတ်ညစ်နေပါစေပေါ့နော်ကိုကဘလောက်စိတ်ညစ်နေပါစေပျော်နေတတ်တဲ့တဲမှာပါတယ်ဘလောက်ပဲစိတ်ညစ်ပေါ့နော်ဟိုပျော်နေတတ်တယ်ဟိုသူ့ကိုကြည့်လိုက်လို့ရှင်ပြဿနာမျိုးစုံနဲ့ရောက်ခတ်နေတဲ့ပုံစံမျိုးလေးတွေရှိတယ်ဆိုပေမဲ့အဆင်ပြေနေတာပဲဘလို့အခက်ခဲမျိုးပဲဖြစ်နေဒီကိုကအဆင်ပြေနေတာပဲဒါကိုချားကျန်တဲ့လူတွေကမနာလို့ကြဘူးဟိုပြဿနာဖြစ်နေရတော့သူမှအေးဆေးနေနိုင်တဲ့အမြင်ကတ်လိုက်တာဒီလိုမျိုးပေါ့နော်ပြောရလို့ရှင်ကိုကလေငွေလဲရှာနိုင်တယ်လို့ပြောတယ်သူများတကာတွေငွေဘလောက်ကြက်နေကိုကငွေရှာနိုင်တယ်ကိုမှငွေဘလောက်မရှိဘူးလို့ဆိုတဲ့ကမူဒီနှစ်ကုံတော့မနေ့ပြန်ကိုစီကိုငွေရပြန်ဝင်လာတယ်ဒီလိုငွေကျွေးပိုင်းဆိုင်ရာတွေမှာလည်းကိုကကန်ကောင်းနေတယ်ပေါ့နော်ဒါကြောင့်မလို့ကိုမနာလို့ဖြစ်တယ်ဒီလိုမျိုးတွေပေါ့ပြီးတော့လို့ရှင်တော့ဘလို့ပြဿနာမျိုးဘလို့အခက်အခဲမလို့ဘလို့အချက်အတဲမျိုးပဲဖြစ်ပါစေဖြစ်နေပါစေကမူเนาะကိုကချိန်တိုင်းအဖြေရှိတယ်ကိုမထွက်ပေါက်တစ်ခုပေါ်လာတတ်တယ်ကိုကူညီမဲ့သူကိုကဲတင်ပေးမဲ့လူကိုအဆင်ပြေအောင်လုပ်ပေးမဲ့လူကိုလမ်းပြပေးမဲ့လူတယောက်မဟုတ်တယောက်ရှိနေတယ်ဒါကိုလေတချို့တွေကဒါတွေကိုမနာလို့တတ်ကြဘူးပြောလို့ရှင်ဘလို့ပြဿနာမျိုးပဲဖြစ်လာကိုကဖြေရှင်းနိုင်နေတယ်အဲ့ဒါမျိုးတွေပေါ့ဖြ
ပြီးရင်ကိုယ့်ရဲ့အဓိကပါကြောကိုကဒီထဲမှာပြောဒီထဲကပေါ့နော်ဖိုင်ဝမ်လေးတွေတော်တော်များများကအရန် smart ကြောင်နေတာဖြစ်တဲ့အတွက်လူချစ်လူခင်လဲပေါ်တဲ့အပြင်ရုပ်အရည်ရုပ်ရည်အစင်းရုပ်ပေါ့နော်ရုပ်အစင်းရဆိုလို့ရှိရင်လဲလှကြတယ်ချောကြတယ်ပုံဆိုးပန်းဆိုးကြီးထဲမှာမပါဥမာကွာအဲ့လိုပြောလို့နော်ဟိုပိန်နာဝတာကြီးပြောတာမဟုတ်ဘူးနော်ဝါတဲ့ပြပြဖောင်းဖောင်းလေးတွေဆိုလို့ရှိရင်လဲကွာသူ့အနေနဲ့သူချွတ်ဖို့ကောင်းနေတဲ့သူမျိုးလို့ပြောတယ်သူ့အနေနဲ့သူချွတ်ဖို့ကောင်းနေတဲ့ဟိုဘလို့ပဲနေဝတ်တက်စားတက်ကြည့်လိုက်တာနဲ့ချစ်စရာလေးမြင်သူတကာပေါ့နော်ဟိုလဲပြန်မငေးရဘူးဆိုရင်တော့မှအော်ချစ်ဖို့ကောင်းလိုက်တာဆိုပြီးတော့ပါဇက်ကထုတ်ပြောရလောက်တဲ့အထိကိုဟိုရုပ်အစင်းတရံကပြည့်စုံတဲ့သူမျိုးတွေပေါ့နော်အဲဒါတွေကြောင့်မလို့လူတွေကတိတ်မကြည်ကြဘူးပေါ့နော်ပြီးတော့လို့ရှိရင်ကိုကစကားပြောပြတ်တယ်ကိုပြောရင်ပြောတဲ့အတိုင်းပြောလိုက်တယ်ကိုမှန်တယ်ထင်တဲ့အတိုင်းပြောလိုက်တယ်စကလုံးလူတွေမျက်နှာဖုံးနဲ့မဆက်ဆံဘူးပြောရလို့ရှိရင်မျက်နှာဖုံးနဲ့မဆက်ဆံဘူးကိုလူတွေတော်များပေါ့နော်ပြဿနာတစ်ခုဖြစ်လာရင်တော့မှကိုကိုလာပြီးတော့လောက်ပါအောင်တငယ်ချင်းရဲ့ငါဒီမှာထားရဒီလိုဖြစ်နေလို့နင်ကဒီလိုမျိုးတွေဆိုပြောတတ်တယ်နင်ကဒီလိုမျိုးလေးဆိုဟိုရင်ဖြစ်တတ်တယ်ငါ့ကိုကူညီပါအောင်ဆိုလူတွေရဲ့အကူညီတောင်းခြင်းလူတွေရဲ့အရှိကိုကိုကထွက်ပေးနေရတယ်ဒါကြောင့်မလို့လူတွေတော်တော်များတိတ်အမြင်လဲကတ်တယ်မနာလို့လဲဖြစ်တယ်ဒါပေမဲ့ကိုဘယ်လိုပြောရမလဲကိုရဲ့ကောင်းတဲ့အချက်တွေကြောင့်မလို့ပေါ့နော်လူတယောက်ကကိုမနာလို့ဖြစ်နေပြီဆိုတော့တေးကြတယ်ကိုကတနေ့ရမှာတာလွန်နေလို့ပေါ့နော်သူတို့ထက်တနေ့ရမှာသို့မဟုတ်နေရာပေါင်းများစွာမှာကိုဟာတာလွန်နေလို့ကိုလူတွေကမနာလို့ဖြစ်ကြတာအဲ့တော့ဆိုတော့မနာလို့ဖြစ်တယ်ဆိုတော့ပြောတယ်အော်နေကငါ့ကိုပြီးတော့အားလဲအားနာတယ်ပေါ့နော်အော်နေကငါ့ကိုမနာလို့ဖြစ်နေရလားဟဲ့တနာလိုက်တာအားနာလိုက်တာပေါ့နော်ငါအရင်နေ့အတွက်ပြည့်စုံတဲ့လူတယောက်ဖြစ်နေရတာပေါ့နော်အားနာတယ်ပေါ့အဲ့လိုမျိုးလေးပေါ့နော်ပျော်တယ်ပေါ့လူတွေမနာလို့ဖြစ်ခဲ့ရတာပြီးတော့ဒီထဲမှာဆိုဒီကောင်မလေးဖိုင်ဝမ်လေးတွေဆိုလို့ရှင်ကွာသူရှင်းနေမှလေးဒီလားသူဘယ်လိုမျိုးလဲဆိုတော့ပြဿနာတစ်ခုဖြစ်လာပြီဆိုလို့ရှင်ဟဲ့ဘာဖြစ်လဲပြောငါလုပ်ပေးမယ်ငါဖြေရှင်းပေးမယ်သူဖြေရှင်းပေးလိုက်ရင်လည်းအဆင်ပြေသွားတာပဲမင်းတို့တစ်ခုဖြစ်နေရလားရတယ်ငါကြည့်လုပ်ပေးမယ်ငါတွေးပေးမယ်ငါဟိုရင်ဖြစ်ပေးမယ်ဆိုတော့နော်လူအများကိုလေသူကူညီတတ်တယ်ရိုင်းမင်းတတ်တယ်ဒါကြောင့်မလို့လူတွေကသူ့ကိုလူအများကသူ့ကိုချစ်ကြတယ်လူအများကသူ့ကိုချစ်လို့လေလူဒီတော်တော်များများပေါ့နော်လူရဝင်ချင်းတဲ့လူတော်တော်များကိုမနာလို့ကြတယ်မနာလို့ဖြစ်ကြတယ်အဲ့လိုမျိုးပေါ့ပြီးတော့အဲ့လိုပြောလို့လေသူများကိစ္စတွေဝင်ပါတက်လို့အရန်ကိုဆွာလန်ကျဲပြီးတော့ဟိုနေရာဆက်ဒီနေရာဆက်ဖြစ်တဲ့သူမျိုးလားဆိုတော့မဟုတ်ဘူးဖိုင်ဝမ်လေးတွေအနေတအားအေးတယ်မဟုတ်ဘူးနော်ဖိုင်ဝမ်လေးတွေကအနေတအားအေးတယ်အဲ့တော့အနေအေးပြီးတော့ဘောနော်ပြောမယ်ဆိုလို့ရှိရင်တော့အနေအေးပြီးတော့ဘယ်လိုပြောရမလဲတခုခုဆိုဆုံးဖြတ်ချက်ကိုချပြီးတော့ပေါ့နော်ဘယ်ဟာမှားလဲဘယ်ဟာမှန်လဲဆိုတော့မှန်တဲ့ဘက်မှာသူကရက်တီပေးတဲ့သူမျိုးတွေမှာပါတယ်ကဲအဲ့တော့ဒီဖိုင်ဝမ်လေးကိုအချင်းချုပ်ပြီးပြောရမယ်အကုန်လုံးစုပြီးပြောရမယ်ဆိုလို့ရှိရင်ဖိုင်ဝမ်လေးတွေကထက်မြက်တယ်ပြီးတော့လှတယ်ပြောရလို့ရှိရင် social ကောင်းတယ်เนาะလူဟိုပေါ့နော်ပြောရမယ် attraction ရှိတယ်ဒါပြောရလို့ရှိရင်ဘယ်လိုပြောမလဲတန်တန်ပြန့်နေတယ်ပြောရလို့ရှိရင်လုပ်ငန်းကိုင်ငန်းတွေမှာဆိုလို့ရှိရင်လည်းထူးထူးချွတ်ချွတ်ထက်မမြက်ရှိတယ်ငွေပတ်စံငွေကြေးလည်းရှာနိုင်တယ်เนาะလူတွေရဲ့ချစ်ချင်းမြတ်တာကိုလည်းခံရတယ်ပြောလို့ရှိရင်ပေါ့ပျော်ရွှင်နေတတ်တယ်ပြဿနာတစ်ခုကြောင့်မလို့အရင်စိတ်ညစ်ပြီးပူလောင်နေရတာမျိုးမရှိဘူးအဲ့တော့လူတွေရဲ့အားကိုးခြင်းကိုခံရတယ်ဒါကြောင့်မလို့ဖိုင်ဝမ်လေးတွေကိုမနာလို့ဖြစ်နေတဲ့သူတွေရှိတယ်အဲ့လိုမနာလို့ဖြစ်နေတဲ့သူတွေကသူ့အနေရပြုတ်နိုင်လားဆိုတော့ no အနေရမပြုတ်နိုင်ဘူးသူ့နာကိုတိတ်မကတ်နိုင်ဘူးလူတွေကသူ့ဘေးနာမှာအမြဲတမ်းဝန်းရံပြီးတော့သူ့ဘေးနာမှာပေါ့နော်အမြဲတမ်းလူတွေကရှိနေတာဖြစ်တဲ့အတွက်ခိုင်ဝမ်လေးကိုပြဿနာရှာဖို့မကောင်းကြံဖို့ကြတော့ကြောက်နေကြတယ်သူအဲ့လိုမျိုးပြောထားတာပေါ့ okay အဲ့တော့ခုကဖိုင်ထူးလေးတွေကြောင်းဖိုင်ထူးလေးတွေစီဆက်သွားကြမယ်ပေါ့နော်ဒါလေးကဖိုင်ဝမ်လေးကဲဖိုင်ဝမ်လေးကိစ္စပြီးတော့ဖိုင်ဝမ်လေးကိုဒီဘက်တိုးကဲဖိုင်ထူးလေးတွေနော်ဖိုင်ထူးလေးတွေစီကိုတွားချမယ်ဖိုင်ထူးလေးတွေမှာတော့ပေါ့နော်ထူးထူးခြားခြားမနာလို့ဖြစ်တဲ့သူမျိုးမရှိဘူးဘာလို့လဲဆိုတော့ဖိုင်ထူးလေးတွေကတော့ဘယ်လိုမျိုးလဲဆိုတော့တော်တော်အေးတယ်ကွယ်ဒီလားတော်တော်အေးပြီးတော့သူ့ဟာနဲ့သူဘယ်လိုပြောမလဲခလေးစိတ်ကလေးတွေဖိုင်ထူးလေးတွေကကြတော့သူကပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့တမတို့မှာပြောထားတယ်သူကသူ့တဲ့မနာလို့မဖြစ်ဘူးတဲ့နော်ကို့မှာပေါ့နော်မနာလို့ဖြစ်တဲ့သူရှိနေလားဆိုတော့ဖိုင်ထူးလေးတွေမှာမနာလို့ဖြစ်နေတဲ့သူမျိုးတွေတော့မရှိဘူးပေါ့နော်
ဘာဖြစ်လို့လဲဆိုတော့ဖိုင်းထူးလေးတွေကလည်းနည်းနည်းအိမ်ကလေစီကန်းကြက်တာမျိုးတွေအိမ်ဘယ်လိုပြောမလဲအိမ်ကအရန်ချုပ်တာမျိုးဒါမှမဟုတ်ရှင်ပပဘွိုင်းလေးsorry ပပဘွိုင်းပပကဲကွာလို့ရှင်မမဘွိုင်းမကဲအဲ့လိုမျိုးလေးဖြစ်ဖို့များတယ်ကွာဒီလားအဲ့လိုမဟုတ်ဘူးဆိုရင်တော့ကွာသူ့ရဲ့အထက်မှာပေါ့နော်အရန်သူ့အရန်ကိုအရေးတကြီးချင်းနဲ့လိုက်ကြည့်နေတဲ့အဲ့လိုမျိုးသူ့ထက်အသက်ကြီးတဲ့သူလူကြီးရှိနေတာကြောင့်မလို့ပေါ့နော်မနာလို့တိတ်မဖြစ်ကြဘူးပြီးတော့ဒီဖိုင်းဝမ်းလေးတွေကလေဖိုင်းထူးလေးတွေကလေပြောချင်တာအိမ်မပိုင်နဲ့ကောင်မလေးတွေကောင်ကလေးတွေဖြစ်နေရမလို့သူ့လူတော်တော်များမနာလို့မဖြစ်ကြဘူးကွာဒီလားသူ့ရဲ့အထက်မှာမိဘအုတ်ထိန်သူအများနဲ့ရှိနေဒါကြောင့်မလို့သူတို့ကတခုခုဆိုလို့ရှိရင်ကွာမိဘတွေစကားကိုသူတို့ကလိုက်နာပြီးတော့အရင်ကခတ်ဆော့ဆော့တိတ်မလုတ်တတ်ကြဘူးဒါကြောင့်မလို့သူတို့ကအဲ့လိုမျိုးပေါ့လူစွာတိတ်မလုတ်တတ်ကြတော့သူကအနေအေးကြတယ်သူတို့ကလည်းသူတို့ဘဝလေးနဲ့သူတို့ lifestyle လေးနဲ့သူတို့ပေါ့နော်ရှင်တန်လှုပ်ရှားနေရဆိုတော့သူတို့ဘဝတွေကိုလူတွေကလာပြီးတော့တိတ်နှောက်ရှက်တာမရှိဘူးပေါ့သူတို့အေးစစ်စစ်ပေါ့နော်သူတို့ကိုပိုင်သူတို့ဘဝတွေမှာသူတို့ကိုပိုင်ပြဿနာတွေသူတို့ကိုပိုင်ပျော်ရွှင်မှုတွေနဲ့သူတို့ရှင်တန်နေရဖြစ်တဲ့အတွက်ဖိုင်းထူးလေးတွေကတော့မနာလို့တော့အဖြစ်မခံရဘူးပေါ့နော်ဖိုင်းထူးလေးတွေကဘာလို့လဲဆိုတော့ပျော်နေတတ်တယ်ပြီးသွားလို့ရှိရင်ပေါ့နော်ပိုင်ရောစင်တွဲတယ်တခုခုဆိုလို့ရှိရင်ကူညီတတ်တယ်နော်ကူညီတတ်တယ်ပြီးသွားလို့ရှိရင်အဖော်တအားမင်တယ်နော်အဲ့ဒါကြောင့်မလို့ပေါ့နော်ဒါပေမဲ့ဖိုင်းထူးလေးတွေမှာပေါ့နော်မနာလို့တဲ့သူမျိုးတော့မရှိဘူးမနော်သူ့ရဲ့ကဘာထဲမှာပေါ့နော်သူ့ဘဝထဲမှာတော့ဘလို့လူမျိုးတွေနဲ့တော့ခဏခဏပြဿနာဖြစ်တတ်လေဆိုတော့ဟိုလိုမျိုးပေါ့ညနေရန်တော့နည်းနည်းများတယ်ကွာဒီလားပြီးရန်နဲ့များတော့ပို့တော့စကားခဏတော့များတတ်တဲ့အနေထားထဲမှာတော့ရှိတယ်တော့ဘယ်လိုမျိုးလဲဆိုတော့စိတ်သဘောထားချင်းမတိုက်ဆိုင်တာဟာဒီမှာသူကနည်းနည်းအကန်တွေလုပ်ပြီးတော့ညင်းတတ်တဲ့နေရာမှာပါတယ်အလုပ်ထဲမှာဖြစ်ဘလို့အခြေအနေမျိုးကြောင့်မဖြစ်ဒီဖိုင်းထူးတွေကလူတော်တော်များကဘာလို့မသိ family ပေါ့နော်မိသားစုရဲ့အရန်ကိုပေါ့နော်ချုပ်ချယ်တာချုပ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောမလဲမိသားစုရဲ့ပေါ့နော်အိမ်မပိုင်ဘူးမိသားစုရဲ့ချုပ်ချယ်မှုတအားခံနေရတဲ့သူခုလိုလားမသိလူကြီးတွေနဲ့သူအဆင်မပြေဘူးလူကြီးနေဆိုလို့ရှိရင်သူကအဆင်မပြေဘူးပြီးတော့လူကြီးနေအဆင်မပြေတဲ့အချိန်ခဏစကားများရတယ်အဲ့လိုပေါ့နော်သူရဲ့ထင်မြင်ချက်တွေသူရဲ့ယူဆချက်တွေနဲ့ပတ်သက်ပြီးတော့သူကအဲ့လိုပေါ့နော်ခဏပြဿနာတွေတက်ရတယ်စကားတွေများရတယ်လူများနေပေါ့နော်အဲ့လိုမျိုးတွေခဏတော့ဖြစ်ရတယ်ပေါ့နော်စကားများတာမျိုးတွေစကားအခြေတွေပြောရတာမျိုးတွေရှိရပေါ့ဒါပေမဲ့သူ့မနာလို့တဲ့လူတွေကမဖြစ်ကြဘူးသူညင်းလိုက်တာပဲစကားပြောလိုက်တာပဲစကားများလိုက်တာပဲရန်ဖြစ်လိုက်တာပဲဒါပေမဲ့မနာလို့တဲ့သူမျိုးတော့သူ့စီမှာမရှိနေဘူးပေါ့နော်ဘာလို့ဆိုတော့သူကနှွေးထွေးရယ်ပြီးသွားလို့ရှိရင်သူ့နာမနေရတာလူတွေကလုံခြုံတယ်လို့ခံစားရတယ်ပြောရလို့ရှိရင်နောက်တစ်ခုကြတော့ပေါ့နော်နောက်တစ်ခုဖြစ်နိုင်တဲ့ဒီဖိုင်းထူးလေးမှာကြတော့ဘာလဲဆိုတော့တစ်ဖက်လူတွေပေါ်မှာ तू ကဩစာလွှမ်းမိုးမှုသူ့မှာရှိတယ်ဒီလားအိမ်မပိုင်တဲ့သူတွေအနေနဲ့ဒါခုနကမှမြင်တယ်လို့ပြောလိုက်တာပေါ့နောက်တစ်ခုမှကျတော့နောက်တစ်ဘယ်လိုမျိုး character မျိုးခွဲထွက်နေလဲဆိုတော့အရင်တော့ငငယ်တော့အိမ်တအားချုပ်ချယ်အိမ်ကနေချုပ်ချယ်ခြင်းကိုတအားခံနေရတာမဟုတ်လို့အသက်ကြီးသွားတဲ့အခါမှာလူတွေကိုသူကဘယ်လို control လုပ်ကြမလဲလူတွေကိုသူကဘယ်လိုမျိုးဟိုပေါ့နော် manipulate လုပ်ကြမလဲဆိုတဲ့ဟာမျိုးတွေကိုသူကကောင်းကြီးနားလေနေတာဖြစ်တဲ့အတွက်လူတွေကသူ့ကိုမနာလို့မဖြစ်ရဘူးဘယ်လိုလုပ်ကြမလဲလူတွေနဲ့ဘယ်လိုပြောရမလဲဘယ်လိုဆက်ဆံရမလဲလူတွေကိုဘယ်လို manipulate လုပ်ကြမလဲဒါမျိုးတွေကိုသူကကောင်းကြီးနားလေနိုင်နေတဲ့သူမျိုးမဟုတ်လို့တော့ကွာပေါ့နော် तू ကသူ့လူတွေတော်များမနာလို့မဖြစ်ရကြဘူးတဲ့မနာလို့မဖြစ်ကြဘူးပေါ့နော် तू လောက်တာကောင်းတယ်မှန်တယ်ပေါ့နော် तू နာမနေရတာပျော်တယ်အဆင်ပြေတယ်ဒါမျိုးတွေတွေးတတ်ကြတယ်ပေါ့နော်ပြောလို့ရှိရင် तू မှာတန်မာတဲ့စိတ်ခွန်အားရှိတယ်တဲ့အဲ့တော့ဒီဥမာကပြောထားတာကတော့ကြတော့ဒီကက်ဖိုင်းထူးလေးတွေကကြတော့နှစ်မျိုးလာတာမျိုးပေါ့အိမ်ပိုင်နဲ့ तू ဆိုလို့ရှိရင်အိမ်မပိုင်နဲ့ तू ဆိုလို့ရှိရင်လက်ရှိမှာပေါ့နော်ဒီအရာတခုရုံးကန်ပြီးမထွက်နိုင်သေးတဲ့သူမျိုးဆိုလို့ရှိရင်တော့ကိုဘဝကိုနေရကိုတဘာဝလေးထဲမှာပဲကျင်လည်နေရတာမို့လို့လူတွေကသူ့ကိုဟိုမနာလို့ဖြစ်တာမျိုးကိုမှမရှိဘူးเนาะမနာလို့ဖြစ်နေရမျိုးကိုမှမရှိဘူးဒါပေတိပေါ့เนาะအဲ့လိုမျိုးကနေကိုကရုံထွက်လာပြီးကိုဘဝကိုတီထောင်နေပြီးတီဆောက်နေတဲ့သူမျိုးတွေဆိုလို့ရှိရင်တော့ဒီကက်ကလေးကလေဒီဖိုင်းထူးလေးကလေအရန်ကိုအားကြခြင်းစရာတအားကောင်းတယ်เนาะသိလားသူ့ဘဝကိုသူအခိုင်အမာတီဆောက်နေတယ်เนาะအဲ့လိုအပြင်ကိုသူ့ဘဝတွေကိုဘယ်သူမှဝင်မလာအောင်သူကလူတွေကို control ကောင်းလုပ်ထားတယ်ကြိုးကင်ထားတယ်ကွာဒီလားလုံးဝ manipulate တအားကောင်းတယ် mind game ဘယ်လိုပြောမလဲလူတယောက်နဲ့ပေါ့တော့ mind game တအားဆော့တယ်ဒီကောင်လေးက sorry ဒီလူကပေါ့နော်ဒီဖိုင်းထူးလေးက mind game တအားဆော့တယ်ပြောလို့ရှိရင်လူတွေကို manipulate လုပ်တယ်အဲ့လိုလုပ်လို့လဲနော်စိတ်ညစ်နေအောင်စိတ်ပြက်နေအောင်လုပ်တာမဟုတ်ဘူးနော်လူတွေကိုအချိန်ရိတ်ချေကြည့်အရန်အကင်းပါတာပေါ့နော်ပျော်နေတတ်တာမဟုတ်လို့ကွာဒီလားအဲ့တော့သူကအဲ့လိုဘယ်လိုပြောရမလဲဟို
လိုပြောရမလဲလူတွေရဲ့မနာလိုခြင်းကိုမခံရအောင်လူချစ်လူခင်ပဲပေါ်ပြီးတော့ပေါ့နော်ကိုဘွားကိုတီဆောက်နေတဲ့သူမှုလို့သူကလူတွေရဲ့မနာလိုခြင်းတော့သူလုံးဝမခံရအောင်လူတွေရဲ့အားကြခြင်းကိုပဲသူတို့ကခံနေရတယ်အဲ့လိုမျိုးပြောတာပေါ့နော်ဖိုင်းထူလေးလည်းအရမ်းမိုက်တယ်နော်ဖိုင်းထူလေးလည်းမိုက်တယ်ဒါဖိုင်းထူလေးတွေပေါ့နော်ကဲဟုတ်ပြီပရိုဖိုင်းထူလေးတွေပြောရလို့ရှိရင်ဖိုင်း1လေးတွေsorry ဖိုင်း3လေးတွေဖိုင်း3လေးတွေကကြတော့ကိုကိုလည်းမနာလိုတဲ့သူတွေရှိနေလားဆိုတော့ yes ရှိနေတယ်ပေါ့နော်ကိုမနာလိုတဲ့အပြင်ပေါ့နော်ကိုတော်တော်ပါအကောက်ကျန်နေတဲ့ထဲမှာပါတယ်နော်မနာလိုတဲ့သူဘလို့လူမျိုးလဲဆိုတော့လေတလားကိုရဲ့အနီးနားမှာကိုနဲ့အနီးကပ်ဆုံးရှိနေတဲ့သူမျိုးသိလားဘလို့လူမျိုးလဲဆိုတော့ကိုနဲ့အနီးကပ်ဆုံးရှိနေတဲ့သူမျိုးကိုနဲ့အနီးကပ်ဆုံးရှိနေတဲ့သူမျိုးလို့သူကဒီမှာပြောတယ်ပေါ့နော်ကိုနဲ့အနီးကပ်ဆုံးရှိနေတဲ့သူမျိုးနော်ကိုအဲ့ဒီလူကလည်းပေါ့နော်ပြဿနာတွေဘလို့ပဲဖြစ်ဖြစ်ကွာကြိလိုက်လို့ရှိရင်အဲ့ဒီလူကြောင့်မျိုးကိုကပြဿနာဖြစ်နေတာမျိုးသိလားကိုနဲ့အနီးကပ်ဆုံးရှိနေတဲ့သူဒါပေမဲ့ကိုလုံးဝမထင်ထားတဲ့သူပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လူကလည်းစကားပြောချိုတယ်စကားပြောတဲ့နေရာမှာပြည့်ရတအားကြွယ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီလူကကိုကြောက်တွန်းတာတွေအပြစ်တင်တာတွေပြဿနာလုပ်တာတွေပါညာရအောင်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေခံနေရတယ်အခုတော့ခံနေရပြီနဲ့တူတယ်ပေါ့နော်ဆိုတော့အမြင်ပေါ့နော်လက်ရှိအောင်မှာအဲ့လိုလူမျိုးအဲ့ဒီလူနဲ့သူကြုံနေရပြီပေါ့နော်ကိုမှမနာလို့ဖြစ်နေတဲ့သူတွေကိုမှရှိနေတယ်နော်အဲ့ရနေပြီးတော့အများဆုံးရုံထွက်ပါပေါ့နော်ချင်းရတိုက်မကောင်းဘူး။ तू ကကိုကြောက်ချတယ်။ကိုသူ့ပေါ့နော်။ तू ကကိုပြဿနာတွေရှာတယ်နော်။အလုံးမှာပဲဖြစ်ဖြစ်အခြေပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်ကိုကောင်လေးကိုလိုချင်လို့ကိုကောင်မလေးကိုလိုချင်လို့အဲ့လိုမျိုးပေါ့နော်။ကိုတငယ်ချင်းချထဲမှာပေါ့နော်အကျင်ခံရအောင်ဘာတွေညာအဲ့လိုလိုက်လုနေတယ်လို့တော့မြင်နေတယ်ပေါ့နော်။ဒီဖိုင်း3တွေတော့နည်းနည်းချိန်နေတိတ်မကောင်းဘူး။နည်းနည်းကို view size စီရှင်းတယ်။အနေရကိုနာတအားရောက်အနေရကိုနာတအားရောက်နေပြီပေါ့နော်။အဲ့တော့ဒီလူကိုတေးသေးချာချာလေးရှာပါပြီးသွားလို့ရှင်ဘသူလဲဘာလဲညာလဲပေါ့နော်သွားတတိလာတတိစားတတိလေးနေစေချင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်မလဲဆိုတော့ဒီဟာလေးတွေကိုပေါ့နော်တတိထားစေချင်တယ် Pine 3လေးတွေကိုပေါ့နော်ကိုမနာလိုတဲ့သူဖြစ်နေရှိနေတယ်မနာလိုတဲ့သူရှိနေတဲ့အပြင်ကိုမှကိုကဘာဖြစ်နေလဲဆိုတော့လေကိုကြောက်ချနေတယ်နော်တိလားကိုတအားကြောက်ချနေတယ်ဟိအောင်လေးနော်ကိုတအားကြောက်ချနေတယ်တခုခုဆိုလို့ရှင်ကွာပြဿနာတွေပဲဖြစ်လာဒီလူကြောင့်မလို့ရွယ်ကိုကပြဿနာတွေဖြစ်နေရတယ်ကိုလည်းဘာမှမလုပ်ဖ ೇನೆ ကွာလူတွေရဲ့အထင်မြင်လွဲတာတွေခံနေရတယ်ပြီးတော့လို့ရှင်ဟိုသူကတော့ဟဲမဟုတ်ဘူးကိုမသိဘူးညီမမသိဘူးအမမသိဘူးဒီလိုမျိုးတွေတော့ तू လာမယ်ကွာ तू စကားပြောတဲ့နေရာမှာ तू ကတအားချိုတာနဲ့တအားပြောတတ်တယ်ဒါပေမဲ့မယုံနဲ့တေချာရှာကိုလေတော်တော်မနာလို့ဖြစ်ပြီးတော့လေသိလားဟိုကိုရဲ့ပြည့်စုံခြင်းတွေကိုရဲ့ပျော်ရွှင်ခြင်းတွေကိုမနာလို့ဖြစ်နေပြီးတော့ကိုကိုလိုက်ပြီးတိုက်ခိုက်နေတဲ့သူကိုမှရှိနေတယ်အဲ့တော့ Pine 3လေးတွေသတိထားပါအဲ့လူကိုတေချာရှာပြီးတော့ဘွားတွေကနေဆိုပြီးတော့ကန်ထုတ်ပြပါတောက်ထုတ်ပြပါနော်အဲ့လိုပဲပြောချင်တယ် Pine 3လေးတွေသတိထားပါနော် Pine 3လေးတွေမနာလို့တဲ့သူရှိနေတယ်ထပ်ပြောတယ်နော်မနာလို့ဖြစ်နေတဲ့သူတွေကိုမှရှိနေတယ်သူကကိုကြောက်ချတာမျိုးတွေအကောက်ကြံတာမျိုးတွေအထိပါလုပ်နေတယ်အဲ့တော့အဲ့ဒါတွေကိုကိုကပြန်ပြီးတော့တတိချာချာလေးတွန်းလှန်ပေးပါနော်တွန်းလှန်ပေးပါနော်တတိချာချာလေးဒီကောင်ဒီလိုတရားစီရင်ပါနော်ဒီကိုဘွားထဲမှာပေါ့နော်အနောက်ရှက်အနေနဲ့ရောက်နေတဲ့သူတခြားစီရင်ပါနော်တခြားပြက်တသားလေးဆုံးဖြတ်ပါပေါ့နော်ဖဲထုတ်ပါဘွားတွေကနေပြီးတော့အဲ့တော့ Pine 3လေးတွေ fighting ပါကိုယူဆိုင်ပါနော်နော်ဘွားတွေဝင်နေတဲ့ဂျိုကောင်လေးတွေကိုရှောက်ဖွေပြီးတော့ရှင်းထုတ်နိုင်ပါစေကဲအားလုံးပဲဒီနေ့ကတော့ကျူစရာရဲ့ပေါ့နော်တင်မှာမနာလိုသူတွေရှိနေလားဆိုတော့ဟာလေးတွေကို Pine 1 Pine 2 Pine 3နဲ့ခွဲပြီးတော့ပေါ့နော် reading လေးလုပ်ပေးသွားပါတယ်အဲ့တော့ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲအားလုံးပဲတတာပါနောက်ရက်တွေမှာပေါ့နော်ကိုစိတ်ဝင်စားစရာကောင်းတယ်ဒီထက်စိတ်ဝင်စားစရာကောင်းတဲ့မိကုန်းလေးတွေနဲ့တူဆိုတာပြန်လာခဲ့ပါမယ်ပြီးတော့ပေါ့နော်ဆိုတာတင်ထားတဲ့ page ပေါ့နော်ဒီ channel လေးရဲ့ comment လေးမှာဗာလေးရေးစီချင်လဲဆိုတော့ကိုသိချင်တဲ့မိကုန်းမျိုးလေးတွေရေးပေးပါဆိုတော့မြင်တာနဲ့ပေါ့နော်ဒီဟာလေးတွေကိုကြည့်ပေးမယ်ပြီးတော့လို့ရှိရင်လည်းပေါ့နော်YouTube လေးကို like and subscribe လေးနဲ့လုပ်ပေးထားပါအားလုံးမတတာပါနောက်နေ့ကျမှပြန်ဆုံပါမယ်တတာအားလုံးချစ်ပါတယ်